မော်လမြိုင်သူမော်လမြိုင်သားတွေကြိုက်တဲ့မော်လမြိုင်ရဲ့အစားအသောက်တွေကဘာတွေဖြစ်မလဲ။မိုင်းမိကုန်းလေးတစ်ခုလောက်မေးလို့ရမလား ဟုတ်ရတယ်ဗျ ။ဟုတ်အမအနေနဲ့ပေါ့နော်မော်လမြိုင်မှာရှိတဲ့ဘယ်စားတောက်ဆိုင်ဘယ်စားတောက်ကိုကြိုက်ဆုံးလဲဆို ဆင်းခောက်ဆွဲကင်းသားလေးကနင်းခင်းစင်းစား ချက်စားရမယ်နော်ဒီတော့မွေးကျွန်တော်ကရှိုင်းဟောက်ဆယ်ကိုဒီခါတော့အရေးလေးနဲ့မှာထားတယ်ပေါ့နော် It looks so delicious ဒီမှာကျတော့မြင့်ချင်ပေးထားတယ်နော်ဒါတော့ပထမဆုံးရှမ်းခောက်ဆယ်ကိုမြင့်ချင်တဲ့အတွက်စားပြီးတော့ဟောလေဒီရှမ်းခောက်ဆွဲကြတော့ဒီခောက်ဆွဲကတော်တော်လေးကောင်းတယ်ခောက်ဆွဲရဲ့အကျက်နှုံကလည်းအနေတော်လေးပဲအရင်မှာတောက်လည်းမဖြစ်နေဘူးကြောစစ်စီလည်းမဖြစ်နေဒါပေးထားတဲ့မြင့်ချင်ဒီလိုကိုရှင်းတွေမှာမြန်မာငွေ4000ကျပ်ပဲဆိုတော့စားရတာတော်တော်လေးတက်ပြီပေါ့လေဒီဆိုင်ကကျွန်တော်ထင်တယ်ဖွင့်လာတာဆိုလို့ရှိရင်တော်တော်လေးနဲ့ကြာတယ်ပြီးတော့သူ့မှာကျတော့ဒီရှမ်းစာစစ်စစ်ရတယ်ပေါ့နော်ဆိုတော့မော်နိုင်မှာကျတော့ဒီရှမ်းခောက်ဆွဲလေးပါရကျတော့ဆိုင်တော်တော်များများမှာရတယ်ဒါပေမဲ့ရှမ်းခောက်ဆွဲအစေးရတာကျတော့ဒီဆိုင်မှာဆိုရင်တွေ့နိုင်တယ်ပေါ့လေဒီချန်လည်းတော်တော်လေးကောင်းတယ်တွဲလုံးမြည်တယ်သူတို့ဖုံပုံမြည်တယ်လို့ပြောလို့ရတယ်ဒီဆိုင်မှာဆိုလို့ရှိရင်ဒီရှမ်းခောက်ဆိုအပြင်ဒီတခြားပေါ့နော်မြေဦးကြီးရှည်တို့နောက်ပြီးလို့ရှိရင်ရှမ်းရိုးရနန်းနန်းကြက်တို့ကြက်ချထားတုပ်တို့အလူကြော်ငါးမာလာအဲ့ဒီဟာတွေလည်းရတယ်ပေါ့ဒီနော်ရှမ်းစားစာကိုရှမ်းအရာတာစစ်စစ်နဲ့စားကြည့်လို့ဆိုရင်တော့ဒီဆိုင်ကတော်တော်လေးကောင်းတယ်ကျွန်တော်ညီလေးဒီရှမ်းခောက်ဆိုရင် rating ပေးရမယ်ဆိုရင်9.2 out of 10ပေးပါတယ်โอเคဒါဆိုလို့ရှိရင်ကျွန်တော်ကျန်တာလေးဆက်စားမယ်เนาะโอเคဒါဆိုလို့ရှိရင်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပဲပေါ့เนาะဆိုတော့နောက်ထပ်ဗီဒီယိုမှာတွေ့ပါမယ် bye bye